နောက်လာမဲ့ကျွန်တော်တို့ရဲ့အနာဂတ်ဗမာနိုင်ငံကိုဘယ်လိုပုံစံတိဆောက်ကြမလဲကျွန်တော်တို့တိဆောက်ခြင်းတဲ့ပုံစံမှာစိန်ခေါ်မှုတွေဘယ်လောက်ထိအောင်ရှိနေသလဲဆိုတဲ့ဒီရှုထောင့်ကနေကျွန်တော်တို့ဆွေးနွေးသွားမယ်ပြင်ဆင်မမြန်မာနိုင်ငံဖြစ်ပါတယ်အဓိကတစ်ချက်တည်းပဲပရိသတ်ကိုသတိပြုစေချင်တာကတော့ပြီးခဲ့တဲ့ခေတ်လေးခေတ်ဗမာနိုင်ငံပထမဗမာနိုင်ငံကနေစရုပ်ထဗမာနိုင်ငံအထိနိုင်ငံတော်ရဲ့အာဏာဘယ်သူတွေလက်ထဲမှာရှိခဲ့သလဲနိုင်ငံတော်အာဏာကိုဘယ်သူတွေကကြိုးကင်ချဲလဲကျင့်သုံးခဲ့သလဲဆိုတဲ့ဒီ point လေးကိုကျွန်တော်ဟောပြောတဲ့ထဲမှာပရိသတ်နည်းနည်းလေးသတိထားပြီးတော့စူးစိုက်လေ့လာစေလိုပါတယ်အဲ့တော့ရှင်မင်းခေတ်ကျွန်တော်တို့အကျယ်ပြောစရာမရှိပါဘူးကျွန်တော်တို့ကဖျားထူးရပါတယ်ရှင်မင်းဟာအရှင်သခင်ရေမြင့်သခင်တဲ့ဥစံပိုင်ဘယင်ကျွန်တော်တို့အသက်အိုးအိမ်စီစဉ်အားလုံးဘယင်ပိုင်ပါတယ်ကျွန်တော်တို့ကသူတို့ထားရင်နေရမယ်တတ်ရင်သေရမယ်ဘဝဒါဟာအာနာရှင်ပုံစံတစ်ခုပါပဲဘယင်အုပ်ချုပ်တဲ့အာနာရှင်ပုံစံအဲ့တော့အဲ့ဒီခေတ်မှာနိုင်ငံတော်ရဲ့အာဏာဖြစ်တဲ့ဥပဒေပြုမှုအာဏာအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာအားလုံးကိုဘယင်တယောက်တည်းရပဲချုပ်ကိုက်ပါတယ်ကြိုက်တဲ့ဥပဒေပြုခြင်းတဲ့ဥပဒေကိုဘယင်ကပြဋ္ဌာန်းပါတယ်တိုင်းပြည်ကိုလည်းသူပဲအကြီးအကဲအနေနဲ့အုပ်ချုပ်ပါတယ်အမှုခင်းပြဿနာဖြစ်တော့လဲနောက်ဆုံးအဆုံးဖြတ်ပေးတဲ့ပုဂ္ဂိုလ်ကဘယင်ပါပဲဒါကြောင့်အချုပ်ချာအာဏာလို့ခေါ်တဲ့ဥပဒေပြုအာဏာအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာအလုံးကိုဘယင်ဆိုတဲ့လူတယောက်တည်းကနေချုပ်ကင်ထားပါတယ်မှတ်သားစရာအချက်တစ်ချက်ဖြစ်ပါတယ်ဒုတိယအင်္ဂလိပ်အစိုးရအင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အကျယ်ချက်ပြောမယ်ဆိုဒီမှာအကျယ်ချက်ပြောစရာရှိပါတယ်သို့တော်လည်းပဲကျွန်တော်အဓိကရည်ရွယ်ချက်ကဒီခေတ်ကိုမချဲ့ချင်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်အတူချုပ်ပဲပြောပါမယ်အင်္ဂလိပ်ဟာတိုင်းတစ်ပါးသားကျွန်တော်တို့တိုင်းပြည်ကိုမတရားသိမ်းပိုက်ပြီးအုပ်ချုပ်တဲ့လူပိုကြစိုးမိုးအုပ်ချုပ်တဲ့သူမှန်တယ်သို့တော့အုပ်ချုပ်တဲ့ပုံစံကတော့ဘယင်ပုံစံနဲ့တော်တော်ကွာသွားပါတယ်ကျွန်တော်တို့ဗမာနိုင်ငံအတွက်လိုအပ်တဲ့ဥပဒေအားလုံးကိုအင်္ဂလန်ပါလီမန်ကပြုပေးပါတယ်အင်္ဂလန်ပါလီမန်ရဲ့သဘောတူညီချက်နဲ့သာဥပဒေပြုတဲ့အလုပ်ကိုတကယ်အုပ်ချုပ်တဲ့လူတွေဘယင်ငံဆိုတဲ့ပုဂ္ဂိုလ်ကဆောင်ရွက်ရပါတယ်ဒါနဲ့ပတ်သက်လို့ဆရာဖေမြင့်ပြောတဲ့ထဲမှာလည်းအတော်အတန်ပါသွားပါပြီအုပ်ချုပ်မှုပုံသဏ္ဍာန်ကိုကြည့်စချင်းကျွန်တော်တို့တိုင်းပြည်ကိုသိမ်းပြီးတာနဲ့ executive commissioner လို့ခေါ်တဲ့အုပ်ချုပ်ရေးမင်းကြီးတစ်ပါးကိုခန့်တယ်အုပ်ချုပ်ရေးမင်းကြီးတစ်ပါးခန့်ပြီးအဲ့ဒီအုပ်ချုပ်ရေးမင်းကြီးကအုပ်ချုပ်တယ်ပြီးတော့နောက်ထပ်တရားရေးပြဿနာကိုဖြေရှင်းမှု judicial commissioner လို့ခေါ်တဲ့တရားရေးမင်းကြီးတဦးကိုခန့်တယ်အဲ့တော့သူတို့နှစ်ယောက်ဟာအာဏာလုံးဝတခြားစီပဲအုပ်ချုပ်ရေးမင်းကြီးကလူတစ်ယောက်ကိုအစိုးရကိုပုံကန်တယ်ဆိုပြီးဖမ်းခဲ့ပေမဲ့ဒီဘက်ကတရားရေးမင်းကြီးကလွတ်ချင်လွတ်လိုက်တယ်အုပ်ချုပ်ရေးနဲ့တရားစီရင်တိတိတသာခွဲထားပါတယ်အဲ့တော့ပြောချင်တာကအုပ်ချုပ်မှုပုံသဏ္ဍာန်ပြောင်းသွားတယ်သို့တော်လည်းပဲတကယ်တော့ပုံသဏ္ဍာန်အရာပြောင်းပေမဲ့လုံထုံးလုံနည်းပိုင်းပြောင်းသွားပေမဲ့အာဏာရှင်ကတော့အင်္ဂလန်ပါလီမန်ဘယင်မကြီးနာမည်ခံပြီးတော့အင်္ဂလန်ကပဲကျွန်တော်တို့ကိုအုပ်ချုပ်ပါတယ်ကျွန်တော်တို့တိုင်းသူပြည်သားတွေကတော့အင်္ဂလိပ်ရဲ့ကြွမှာပဲဒါကတော့ဒုတိယမြန်မာနိုင်ငံတော်အကြောင်းအကျဉ်းချုပ်ပေါ့ဗျာတတိယမြန်မာနိုင်ငံတော်အကြောင်းကျွန်တော်နည်းနည်းပြောမှဖြစ်မယ်ဘာကြောင့်လဲဆိုတော့တတိယမြန်မာနိုင်ငံတော်ဟာကျွန်တော်တို့ဗမာနိုင်ငံရွှေထီးဆောင်ခဲ့တဲ့ခေတ်ပါဆရာဦးဖေမြင့်ပြောတဲ့ထဲမှာပါပါတယ်ဒီမိုကရေစီအပြည့်အဝရခဲ့တဲ့ခေတ်ပါဒါပေမဲ့ဒါကတဲ့90ကျော်ခဲ့ပြီဒါကြောင့်အသက်ဒီကနေ့50 40ကျော်50ရှိတဲ့လူတွေကဒီခေတ်ကိုမသိဘူးဖတ်လို့သိတဲ့အသိပဲရှိမယ်ဖြတ်တန်းခဲ့ရတဲ့အထဲမှာမပါဘူးအဲ့ဒါကြောင့်ကျွန်တော်ကလူငယ်များကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ရဲ့တတိယမြန်မာနိုင်ငံတော်အကြောင်းနည်းနည်းလေးကျွန်တော်ပြောချင်ပါတယ်10 မိနစ်လောက်ကျွန်တော်ပြောပါမယ်1948ခုနှစ်လွတ်လပ်ရေးမရခင်1949ခုနှစ်မှာလွတ်လပ်ရေးရပြီးရင်ကျွန်တော်တို့ဗမာနိုင်ငံကိုဘယ်လိုဖွဲ့စည်းတည်ထောင်အုပ်ချုပ်မယ်ဆိုတာကိုကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတေချာစဉ်းစားပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုရေးဆွဲဖို့လုပ်ခဲ့ပါတယ်